အားလုံးပဲမင်္ဂလာပါရှင် Resilient Page ကနေပြီးတော့မှပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ I'm not sure တခုခုကိုမသိကြဘူးလို့ပြောတဲ့အခါမှာသုံးလို့ရမယ့် pattern လေးနဲ့ပတ်သက်ပြီးတော့မှ sharing လုပ်ပေးသွားချင်တာပဲဖြစ်ပါတယ်သူ့ရဲ့ structure လေးကတော့ I'm not sure but အနောက်မှာ clause လိုက်ပေးရမှာဖြစ်ပါတယ် clause ဆိုတာကတော့အနောက်မှာ subject ရဲ့ verb ရဲ့ပါတယ်စကားစုလေးအနေနဲ့ထပ်ထည့်ပေးရမှာဖြစ်ပါတယ်I'm not sure but we can ask the teacher ငါတို့တေချာမသိဘူးဒါပေမဲ့ဆရာမကိုမေးလို့ရတယ် I'm not sure but we can ask the teacher နောက်ထပ် example လေးကတော့ I'm not sure but it might be a good idea to wait ငါတော့မသိကြဘူးစောင့်လိုက်တာကောင်းပါတယ် I'm not sure but it might be a good idea to wait I'm not sure but it might be a good idea to wait I'm not sure but the meeting starts at 2 p.m. ငါတို့တေချာမသိဘူးအစည်းအဝေးက2နာရီထင်တယ် I'm not sure but the meeting starts at 2 p.m. I'm not sure but the meeting starts at 2 p.m. နောက်ဆုံး example လေးကတော့ I'm not sure but she seems happy I'm not sure but she seems happy ငါတို့တေချာမသိပေမဲ့သူမပျော်နေတဲ့ပုံစံပဲဒါဆိုရင်တော့ I'm not sure ကိုသုံးပြီးတော့မှကိုမသိကြဘူးဆိုတဲ့အကြောင်းအရာကို English လိုလေးပြောတတ်သွားမယ်လို့ယုံကြည်ပါတယ်နော် So thank you so much for your attention see you in next video by the way don't forget to like and share the page